အခုတလောက်မှာ Queen Series ကပန်းကြမှာပန်းပြောက်ပွဲတော့ရှိတယ်နော်တကယ်လို့လာခဲ့မယ်ဆိုရင်တော့ပေါင်လှလားလေးရိုက်လို့ရတဲ့နေရာလေးကိုကျွန်တော်တို့ခေါ်တော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆအဆုံးကြည့်ပေးပါနော်ပထမနေရာကတော့ဒီဝါရောင်တောင်းမှာပဲဖြစ်ပါတယ်ရှူးကင်းကတော့လေဂျပန်ရောက်တော့တယ်လို့မျိုးပဲပေါင်ရိုက်တာအရန်ကိုလှပါတယ်ဒုတိယနေရာကတော့ရေကန်လေးကိုဖျက်လျှောက်ရတော့ကြောက်တော့တရားတွေပဲဖြစ်ပါတယ်မော်ဒန်ကအလဲမှာနေပြီးတော့ကိုကတက်တက်ရိုက်သွားတာပဲဖြစ်ဖြစ်ကန်းစားဘေးမှာနေပြီးတော့ရိုက်သွားတာပဲဖြစ်ဖြစ်ထွက်လာတဲ့ပေါင်ကတော့လေအရန်ကိုလှပါတယ်တတိယနေရာကတော့ကန်းစားဘေးမှာရှိတော့ပန်းပင်နဲ့ပေါင်ရိုက်တာပဲဖြစ်ပါတယ်ကင်မရာမန်ကတရားကနေရိုက်သွားမှာဖြစ်ပါတယ်ပေါင်ကတော့တင်ထားတဲ့အတိုင်းပဲအရန်ကိုလှပါတယ်နောက်ပြီးတော့တောအောက်မှာပဲပေါင်ရိုက်တာပဲဖြစ်ပါတယ်အဝေးကနေရိုက်မယ်ဆိုရင်တော့ထွက်လာတဲ့ပေါင်ကတော့ဘော်ဒန်ကတောအောက်ကြီးချမ်းမှာရောက်သွားတဲ့အလားကိုပဲခံစားရပါတယ်နောက်ပြီးတော့ဒီတရားမှာပဲဖြစ်ပါတယ်ကိုရီးယားရောက်တော့တယ်လို့မျိုးပဲတရားကလည်းအရန်ကိုလှတယ်ပေါ့နော်တက်တက်တာရိုက်တာပဲဖြစ်ဖြစ်ဘေးကနေရိုက်တာပဲဖြစ်ဖြစ်ပေါင်ထွက်တာအရန်ကိုလှပါတယ်ဒီတရားကိုတွေ့အောင်ရှာတော့နော်နောက်တနေရာတစ်ခုကတော့ဒီနေရာမှာပဲဖြစ်ပါတယ်အရန်ကိုလှပါတယ်ပန်းတွေနဲ့နောက်ပြီးတော့နွယ်ပင်တွေနဲ့တစားစင်ထားတော့တရားတွေကတော့လေပေါင်ပြင်ထဲကိုရောက်သွားတဲ့အတိုင်းပဲအရန်ကိုပေါင်ပြင်စားနေပေါ့နော်နောက်တစ်ခုကတော့ငှက်ကြည့်တဲ့နေရာပဲဖြစ်ပါတယ်ဒီကပေါ်တက်တွားပြီးတော့ကျွန်တော်တို့ကမြင်ကွင်းကျင်းတဲ့တပ်ပေါင်ရိုက်မယ်ဆိုရင်တော့မြို့ရှူခင်းနဲ့မြင်လို့ရတယ်လို့ထူးဆန်းတော့ဒီဇိုင်းအဆောက်အောင်ရှာမှာရှိနေတော့မော်ဒန်ရဲ့အလှကိုလည်းတွေ့မြင်နိုင်တယ်ပေါ့နော်နောက်ဆုံးတော့ဒီပန်းဆိုင်ခင်းထဲမှာပဲဖြစ်ပါတယ်ဒီနေရာကတော့ကျွန်တော်တို့ဓာတ်ပေါင်ရိုက်ဖို့အခွင့်အရေးမရခဲ့ပါဘူးပေါ့နော်လူတွေများနေတဲ့အတွက်ပေါ့နော်တကယ်လို့တကယ်ချင်းတို့လာခဲ့မယ်ဆိုရင်တော့ဒီနေရာကိုရိုက်ပြအောင်ရိုက်လိုက်ပါတကယ်ကို romantic ဆန်တယ်ပေါ့နော်ပန်းခွဲတော်ကလည်း7000ရက်နဲ့အထိဖြစ်ပါတယ်ပေါ့နော်လာဖြစ်အောင်လာလိုက်ပါတကယ်လို့အားလိုက်ရခဲ့မယ်ဆိုရင်တော့နော်ကဲဒီနေ့ဒီလောက်ထိပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်